ကမ္ဘာသမိုင်းတစ်လျှောက်မှာအင်အားကြီးတဲ့စစ်တပ်တွေအများကြီးရှိခဲ့ပူးပါတယ်။ဒါပေမဲ့ဒီနေ့ခေတ်မှာတော့ဗတ်စုံစွမ်းရည်အထက်မြက်ဆုံးတဲ့ကမ္ဘာနေရာအနှံ့ကိုစစ်အင်အားချက်ချင်းဖြန့်ကျက်နိုင်စွမ်းမှာအမေရိကန်စစ်တပ်ကိုရှင်နိုင်သူမရှိသလောက်ပါပဲ။သူတို့ရဲ့စစ်အင်အားဟာဘလောက်တောင်ကြောက်ဖို့ကောင်းတယ်လဲဆိုတာအတူတူကြည့်လိုက်ရအောင်။ပထမဆုံးလူအင်အားကိုကြည့်မယ်ဆိုရင်အမေရိကန်မှာလက်ရှိတာဝန်ထမ်းဆောင်နေတဲ့စစ်တီအင်အား1.5 တန်းနီးပါးရှိပါတယ်။ဒါအပြင်အရေးပေါ်အခြေအနေအတွက်အသင့်ပြင်ထားတဲ့အရန်အင်အားကလည်း8 သိန်းကျော်ရှိနေတာပါ။သူတို့ရဲ့ထူးခြားချက်ကကမ္ဘာတဝန်းကနိုင်ငံပေါင်းများစွာမှာစစ်အခြေစိုက်စခန်းပေါင်း900ကျော်ဖွင့်လှစ်ထားပြီးစစ်တီပေါင်း1,200,000ကျော်ကိုအမြဲတမ်းဖြန့်ကျက်ချထားနိုင်တာဖြစ်ပါတယ်။မြေပြင်တိုက်ခိုက်ရေးမှာဆိုရင်လည်းအမေရိကန်ဟာထိပ်တန်းပါပဲ။သူတို့မှာ F-15 လိုမျိုးနာမည်ကျော်ပင်မတိုက်ပွဲဝင်တင်ကားပေါင်း9,000နီးပါးရှိပါတယ်။ဒါအပြင်တန်ချက်ကတိုက်ခိုက်ရေးရင်ပေါင်း3,000ကျော်နဲ့ခေတ်မီတုံးပစ်စင်တွေအမြောက်တပ်ဖွဲ့တွေဟာရန်သူခံစစ်ကိုစက္ကန့်ပိုင်းအတွင်းပြာကျသွားအောင်လုပ်နိုင်စွမ်းရှိပါတယ်။ဝေဟင်စိုးမိုးမှုမှာတော့အမေရိကန်ကလုံးဝကိုအသာစီးရထားတာပါ။စုစုပေါင်းလေယာဉ်အရေအတွက်13,000ကျော်ပိုင်ဆိုင်ထားပြီးဒါဟာကမ္ဘာမှာအများဆုံးပါပဲ။ရန်သူရေဒါမှာမပေါ်တဲ့စတိတ်တိုက်လေယာဉ်တွေအပါအဝင်ဝေဟင်စိုးမိုးရေးလေယာဉ်2,000နီးပါးရှိပါတယ်။ထူးခြားတာကသူတို့မှာစီဖြစ်လေယာဉ်နဲ့ထောက်ပံ့ရေးလေယာဉ်အင်အားအများကြီးရှိလို့ကမ္ဘာဘယ်နေရာကိုမဆိုအချိန်မရွေးပြန်တန်းတိုက်ခိုက်နိုင်တာပါ။ပင်လယ်ပြင်ကိုစိုးမိုးထားတာကတော့အမေရိကန်ရဲ့ရေတပ်ပါပဲ။သူတို့မှာလေယာဉ်တင်သင်္ဘော10 ဒဇင်ရှိပါတယ်။ဒါဟာပင်လယ်ပြင်ပေါ်မှာရွေ့လျားနေတဲ့လေတပ်စခန်းကြီးတွေနဲ့တူပါတယ်။ရေအောက်မှာဆိုရင်လည်းနျူကလ িয়ার စွမ်းအင်သုံးရေငုပ်သင်္ဘော90ကျော်ကအတန်တိတ်စောင့်ကြည့်နေတယ်လို့ဖျက်သင်္ဘော80ကျော်ကလည်းရေပြင်စိုးမိုးမှုကိုရယူထားပါတယ်။